ပညာဆိုတာဘာကိုပြောတာတော့လို့ဆိုလို့ရှိအခုခေတ်လူတွေကတက္ကသိုလ်တို့ကောလိပ်တို့သွားပြီးတော့နိုင်ငံညာတို့သွားပြီးတော့သင်တာကိုပညာလို့ပြောနေကြတယ်တင်ပါဗျာတကယ်ကတော့ပညာသင်တာမဟုတ်ဘူး subject matter ကိုသင်တာမှန်လားပါဗျာအဲ့ဒါကိုသုတလို့ပဲခေါ်တယ်တင်ပါဗျာသုတဆိုတာနာနဲ့သင်ယူလို့သုတလို့ခေါ်တာဒါမို့သုတကိုဘာသာပြန်တဲ့အခါလမ်းနဲ့ပဲပြန်သင်ယူတယ်နာနဲ့သင်ယူတယ်ဘာရီသင်တာတော့တက္ကသိုလ်မှာဘာရီသင်တာတော့ဆို subject matter တွေသင်ဘယ်လိုလုပ်ရမလဲဘယ်လို management ပညာဘယ်လို business ဘယ်လိုလုပ်ရတယ်ဆိုအကြောင်းအရာတွေပဲသင်တာတင်ပါအဲ့ဒါပညာလားလို့ဆိုမဟုတ်သေးတင်ပါဗျာပညာဆိုတာအဲ့ဒီသင်ထားတဲ့အချက်လက်နဲ့လက်တွေ့အသုံးချပြီးတော့ experience ဖြစ်လာပြီးကိုယ်ပိုင်ကိုလှုပ်တဲ့နဲ့မလှုပ်တဲ့မှုဆုံးဖြတ်လာပြီးဆိုမှပညာမှန်လားပါဗျာပညာဆိုတာအသိပြောတာတင်ပါဗျာအသိဉာဏ်ဆိုတာပေးလို့မရဘူးမှန်လားပါပေးလို့ရတာ subject matter ပဲပေးလို့ရတင်ပါဗျာဒါမို့ပေးလိုက်တဲ့ subject matter ကိုသုတလို့ပဲခေါ်တယ်မှန်လားပါဗျာ general knowledge တင်ပါဘဟုသုတလို့သုံးတင်ပါအဲ့ဒီသုတကမှစဉ်းစားဆင်ခြင်ပြီးလက်တွေ့သုံးချတဲ့အခါမှာပညာဖြစ်တယ်မှန်လားပါဗျာအဲ့တော့ပညာရှိလာပြီဆိုလို့ရှိရင်တချို့ပညာရှိတဲ့ပုဂ္ဂိုလ်ကသုတရှိမရှိရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာလို့စဉ်းစားပြီးလုပ်တယ်မှန်လားပါဗျာအဲ့တော့အမှားမရှိဘူးတင်ပါဒီပညာတတ်ပြီးမှားမှားယွင်းလုပ်တဲ့လူတွေလည်းအများကြီးရှိတယ်မှန်လားပါဗျာရှိပါမပြောသင့်တာပြောလို့ပြဿနာတက်တယ်မလုံးသင့်တာလုံးလို့ပြဿနာတက်တယ်အများကြီးပဲရှိတယ်တင်ပါဗျာသူကြည့်လိုက်တော့ educated ပဲမှန်လားပါဗျာ educated ပဲတင်ပါဗျာတကယ်ကိုသင်ထားတဲ့ပုဂ္ဂိုလ်ပဲတင်ပါဗျာအေးပညာဆိုတာတခြားဆိုတာကိုသတိထားဖို့လိုတယ်မှန်လားပါဒါကြောင့်ပညာဆိုဒီမှာပိုင်းပိုင်းခြားခြားကွဲကွဲပြားပြားသိရှိတာကိုပညာတနည်းအားဖြင့်ပြောမယ်ဆို wisdom မှန်လားပါဗျာသင်လို့တတ်တာ knowledge တင်ပါဗျာ knowledge နဲ့ wisdom တင်ပါအဲ့လိုခွဲပြောမယ်ဆိုရင်ရတင်ပါဗျာ wisdom ဆိုတာလက်တွေ့သုံးချပြီးတော့ဆုံးဖြတ်နိုင်တာကို wisdom လို့ခေါ်တယ်တင်ပါဗျာပြောမယ်ဆိုရင် experience နဲ့သက်ဆိုင်တာတင်ပါဗျာဒါကြောင့်မို့ဒီမှာဆိုလိုတဲ့ပညာဟာဘာလို့ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိတယ်အဲ့ဒီခွဲခြားသိမှုဆိုတာအမှန်တမ်းအရေးပါတယ်မှန်လားဗျာအဲ့ဒါစဉ်းစားတာအဲ့ဒီအချိန်မှာ theory ကိုရောရတာမဟုတ်ဘူးလေတင်ပါဗျာလှုပ်တဲ့မှာလည်းမလှုပ်တဲ့မှုဆိုတာအကြောင်းအသင်ခဲ့တာမှမဟုတ်တာမှန်လားဗျာအကြောင်းအသင်လည်းနည်းနည်းပဲသင်လို့ရမှာပေါ့တင်ပါဗျာအဲ့တော့ကိုယ့်အကိုစဉ်းစားတာလှုပ်တဲ့လားမလှုပ်တဲ့ဘူးပြောတဲ့လားမပြောတဲ့ဘူးပြောတဲ့သလားမပြောတဲ့နဲ့စကားလားဟောကိုယ့်ကိုခွဲခြားသိအဲ့ဒါကြပညာလို့ခေါ်တယ်ပါလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာကွဲကွဲပြားပြားသိတာပညာမှန်လားပါဗျာမသိရင်ဘာဖြစ်လဲဆိုရင်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ထင်တယ်မလှုပ်တဲ့နာကြတော့လှုပ်တဲ့တယ်လို့ထင်တယ်ဟောလွဲသွားတယ်ပါဗျာအဲ့တော့လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ထင်တာနဲ့မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တာနှစ်ခုစလုံးဟာအကျိုးဆိုးတဲ့အခါမှာတူတူပဲတင်ပါဗျာမလှုပ်တဲ့နာကိုလှုပ်လို့ရှိရင်မမရွရင်လှုပ်သည့်အတွက်ကြောင့်ချီမာတဲ့ဆုံးရှုံးမှုကိုဖြစ်စေမှန်လားပါဗျာလှုပ်တဲ့နာကိုမလှုပ်ဖဲနေရင်ရတဲ့နာမရသည့်အတွက်ကြောင့်ဆုံးရှုံးမှုပဲဖြစ်တယ်မှန်လားပါဗျာဒါကိုစာပေကျမ်းကမှာဆိုထားတာရှိတယ်အကတ္တဗကရဏံဝိအကတ္တဗကရဏံဘိဒေါသောယေဝါဆိုတဲ့ဆိုရိုးလေးတစ်ခုရှိတယ်ပါဗျာပြောလို့ပြောတာကဘာလို့ဆိုမလှုပ်တဲ့နာကိုလှုပ်တာနဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေတာဟာတူတူပဲအပြစ်ကြီးပဲလို့သူပြောတယ်ဒီနှစ်ခုကတူတူပဲတင်ပါဗျာမလှုပ်လူတွေကအပြစ်တင်ရင်ပြောတာပေါ့လူတယောက်ဒုက္ခရောက်ပြီဆိုရင်ပြောတယ်ဒီလူကမလှုပ်တဲ့နာလှုပ်တာဒါကြောင့်မို့ဒုက္ခရောက်တယ်တင်ပါဒါတော့အပြစ်တင်တင်ပါလှုပ်တဲ့နာမလှုပ်ဖဲနဲ့ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်လှုပ်တဲ့နာကိုမလှုပ်လို့ပျက်စီးဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေရှိတင်ပါဒါကြောင့်မို့အကျိုးသက်ရောက်မှုချင်းကြတော့တူတယ်လို့ဆိုလို့လည်းပေါ့ဒီတစ်ခုစလုံးကအပြစ်ပဲတင်ပါဗျာဆိုတော့မိဘဆိုတာပြုစုရမယ်တာဝန်ဝတ္တရားရှိတယ်လှုပ်တဲ့တင်ပါဗျာမလှုပ်ဘဲနေလို့ရှိရင်အပြစ်ဖြစ်တာပဲဒါလည်းနော်ပညာငယ်စဉ်ကသင်ရမယ်လှုပ်တဲ့ပညာသင်ရမှာမသင်မဲနဲ့နေလို့ရှိရင်လှုပ်တဲ့တာကိုမလှုပ်ဘူးလို့ခေါ်တယ်မှန်လားစီးပွားရှာရမယ်လှုပ်တဲ့တင်ပါဗျာမလှုပ်ဘဲနေလို့ရှိရင်စီးပွားဥစ္စာမတိုးတက်ဘူးဒါဆုပ်ရှုပ်မှုတစ်ခုပဲလေမှန်လားပါဗျာမလှုပ်တဲ့နာကိုလှုပ်လို့ပစ္စည်းတွေပြတ်သွားတယ်မလှုပ်တဲ့နာကိုလှုပ်လို့အပြစ်ဖြစ်တယ်
လှုပ်တဲ့နာမလှုပ်လို့ရှင်လေမရဘူးဆုံးရှုံးတယ်အဲ့ဒီနှစ်ခုကိုခွဲပြားသိပြီးတော့မလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဆိုတာပညာရဲ့စွမ်းရည်လို့ခေါ်တယ်